Watch စပွင့်လာမိမကနေကြိုဆိုပါတယ်လူတယောက်ရဲ့ဦးကောင်းခွန်ကိုအရှင်လက်လက်ဖောက်ထုတ်ပြီးအုံနောက်ကိုအပိုင်းပိုင်းလိဖြတ်နေတာကိုခံစားဖို့ပါသလားအခုတင်မြင်နေရတဲ့အမျိုးသမီးကတော့တေမင်းနဲ့ရင်ဆိုင်နေရတာမဟုတ်ဘူးတေချင်းတရားထက်ပိုဆိုးတဲ့တိတ်ပံစမ်းသက်ချက်တစ်ခုရဲ့တားကောင်ဖြစ်နေတာပါဇလန်းလေးကိုစလိုက်ရအောင်နယူးယောက်မြို့မှာပါလိုမာဆိုတဲ့အမျိုးသမီးဟာငှားရမ်းမဲ့အိမ်တစ်လုံးကိုဖောက်တဲ့တယောက်အားလိုက်လံပြသနေပါတယ်။သူမဟာစကလုံးအလှပတွေတုံးပြီးအိမ်ရဲ့အရေးသွေးကိုချဲကားပြောဆိုသလိုသူမရဲ့ခြေတံနဲ့ရင်ဘတ်ဟိုက်တာတွေကိုပြပြီးတော့လဲတစ်ဖက်လက်နဲ့မြူးဆွဲနေပါတယ်။အိမ်ကြီးလိုအပြီးမှာတော့ဒီအိမ်ကိုစိတ်ဝင်စားသူတွေအများကြီးရှိနေတယ်လို့သူမကအကွက်ဆင်ပြောတဲ့အတွက်ထိုလူဟာသဘောတူညီမှုကိုလက်ခံပြီးပတ်စံကိုချက်ချင်းလွှဲပေးလိုက်ပါတယ်။ဒါအပြင်သူကပါလိုမာကိုညစာစားဖို့ဖိတ်ခေါ်ရာပါလိုမာကလက်ခံလိုက်ပါတယ်။အိမ်ရှင်ဟောင်းတွေကကြံနေတဲ့ပစ္စည်းတချို့ကိုနေ့လယ်ပိုင်းမှာလာသိမ်းမှဖြစ်လို့သူတို့သွားပြီးမှညဘက်ကျရင်ဒီအိမ်မှာပဲပြန်ဆောင်ကြမယ်လို့သူမကအကြောင်းပြပါတယ်။ညရောက်တော့ထိုလူဟာဝိုင်ပလင်းနဲ့အတူချင်းဆိုထားတဲ့အတိုင်းရောက်လာပါတယ်။ဒါပေမဲ့တခြားလူတစ်ယောက်ကတကားလာဖွင့်ပြီးသူကဒီအိမ်မှာနေထိုင်သူဖြစ်ကြောင်းအိမ်ကိုရောက်မှုဒါမှမဟုတ်ငှားဖို့အစီအစဉ်မရှိကြောင်းပြောလိုက်ပါတယ်။သူဟာပါလိုမာဆိုတဲ့အမည်ကိုလည်းတခါမှမကြားဘူးပါဘူး။ဖောက်တည်ဖြစ်သူကပါလိုမာစီချက်ချင်းဖုန်းဆက်ပေးမယ်ဖုန်းနံပါတ်ကမရှိတော့ပါဘူး။အမှန်တော့ပါလိုမာဟာလိမ့်လဲလက်ထားသူတစ်ယောက်ပါ။သူမဟာသူမပိုင်ဆိုင်တာမဟုတ်တဲ့အိမ်နဲ့တိုက်ခန်းတွေကိုမိကွန်းအများကြီးမမေးတဲ့တထေးတွေကိုလိုက်ပြတယ်ပထမဆုံးပြချင်မှုကိုယူတယ်ပြီးရင်ပျောက်သွားတတ်ပါတယ်သူမဟာအဖက်မခံရအောင်အချိန်တိုင်းမှာဖုန်းနံပါတ်အမည်ကတုံးတုနဲ့လေယူလေသိန်းတွေကိုတစ်မျိုးပြီးတစ်မျိုးပြောင်းလဲအသုံးပြုပါတယ်ဘာတစ်ခုမှပါလိုမာဟာသူမရဲ့ချစ်သူစမစ်နဲ့တွေ့ဆုံပြီးနောက်ထပ်အောင်မြင်သွားတဲ့လိမ့်လည်မှုအတွက်နေရမှာကပ်ပြီးအချစ်နဲ့ကြုံရင်အောင်ပွဲခံကြပါတယ်နောက်ပိုင်းအိမ်ရောက်တဲ့အခါရေကူးကန်ထဲမှာလည်းထပ်ပြီးအတူနေကြပါတယ်စမစ်ကကိုမင်းကိုချစ်တယ်လို့ပြောပေမဲ့ပါလိုမာကအတူတူပါပဲလို့ပဲပြန်ဖြေပါတယ်စမစ်ကဒါကိုစောတကတ်တဲ့အခါပါလိုမာကဘဝမှာဟာကွက်ရှိတဲ့သူတွေပဲအဲ့ဒီစကလုံးတွေကိုလိုအပ်တာငါတို့နှစ်ယောက်ကအဲ့ဒီအစင်ထက်မြင့်တယ်လို့ရှင်းပြပါတယ်မနေ့ရောက်တော့ပါလိုမာဟာအီးမေးလ်စစ်ကြည့်ရမှာနာမည်ကျော်ဝတ္ထုတွေကဇက်ကောင်ဖြစ်တဲ့ဒေစီဘက်ခန်နန်စီက message တစ်ခုကိုတွေ့ရပါတယ်။အဲ့ဒီ email ပို့လိုက်တဲ့တိလိပ်စာဟာရဲဌာနချုပ်ကဖြစ်နေပေမဲ့ပါလိုမာကရဲတွေသာဆိုရင်ကိုဖျောက်ထားမှာပဲဒါဟာတယောက်ယောက်ကငါးစာချနေတာပဲလို့တွေးလိုက်ပါတယ်။စမစ်ကတော့ကြောက်လန့်နေပြီးဘော်ဒီမိုးမှာဖြစ်ခဲ့တာမျိုးထပ်ဖြစ်မှာဆိုလို့ထွက်ပြေးချင်နေပါတယ်။ဒါပေမဲ့ပါလိုမာကအဲ့ဒီတုန်းက social media ပေါ်မှာပုံရိပ်ဝါးဝါးလေးပဲပါခဲ့တာဖြစ်ပြီး TV သတင်းမှာပါသွားပေမဲ့ဘာမှဖြစ်မလာခဲ့ဘူးလို့ပြန်သတိပေးပါတယ်ပါလိုမာကဖန်တုံးပြီးသူမရဲ့လိပ်စာကိုဖျောက်ကခမားတို့ရှာနေတဲ့အိမ်ကလူငှားရသွားပါပြီလို့အီးမေးလ်ပြန်ပို့လိုက်ပါတယ်စမစ်ကစိုးရိမ်နေစေဖြစ်တာကြောင့်ပါလိုမာကဂိမ်းတစ်ခုကစားဖို့အကြံပေးပါတယ်သူတို့တယောက်ကိုတယောက်ပြစ်မှတ်ရွေးပေးကြမယ်ဘယ်သူကအရင်ဆုံးအယောင်းပိတ်နိုင်မလဲနိုင်တဲ့သူကနောက်ထပ်ပဲသွားမလဲဆိုတာကိုရွေးချယ်ခွင့်ရမယ်လို့ဆိုပါတယ်စမစ်ကသဘောတူလိုက်ပါတယ်နောက်ပိုင်းမှာသူတို့စုံတွဲဟာနာမည်အတုတွေအတွက်စိတ်ကူးရအောင်စာအုပ်ဆိုင်ကိုသွားကြပါတယ်အဲ့ဒီမှာပဲသူတို့အသုံးချလို့ရမယ်အိမ်ငှားကြော်ညာတွေကိုလည်းလိုက်ကြည့်ကြပါတယ်အဲ့ဒီမှာရောဘတ်ဆိုသူပိုင်ဆိုင်တဲ့အိမ်တစ်လုံးကိုတွေ့သွားပါတယ်ရောဘတ်ဟာသူ့ရဲ့နယ်ပယ်မှာအောင်မြင်မှုကြီးကြီးမားမားရနေတဲ့အုံနောက်နဲ့အာယုံကျော်ခွဲစိတ်ဆရာဝန်တူပါသူဟာအရန်တော်တာကြောင့်ကမ္ဘာတဝန်းကလူတွေဟာသူ့စီကိုလာရောက်ကူတာကြပါတယ်သူတို့စုံတွဲကသူ့ကိုအကွက်အစင်ရဆုံးပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ကြပါတယ်ဆေးရုံမှာရောဘတ်ဟာလူနာတစ်ယောက်ရဲ့အုံနောက်ကိုခက်ခဲတဲ့ခွဲစိတ်မှုတစ်ခုလှုပ်ဆောင်ပြီးစီးခဲ့ပါတယ်အဲ့ဒီနောက်သူ့ရဲ့အထက်လူကြီး Brad Shaw နဲ့စကားပြောဖြစ်ကြရာ Brad Shaw ကရောဘတ်ဟာအံ့ဖွယ်မှုတွေကိုလုပ်နိုင်သူလို့ချီးကျူးပါတယ်သူတို့ဟာတရိတ်ဆန်တွေမှာအောင်မြင်ထားတဲ့အာယုံကျော်အစားထိုးခြင်းအကြောင်းဆွေးနွေးကြပါတယ်ရောဘတ်ကဒါကိုလူသားတွေမှာစမ်းသပ်ခြင်းပေမဲ့အစိုးရရဲ့ခွင့်ပြုချက်မရသေးပါဘူး Brad Shaw ကတော့သူ့အတွက်တိုက်ပွဲဝင်ပေးမယ်လို့ကတိပေးပါတယ်ညနေပိုင်းမှာရောဘတ်ဟာပါလိုမာနဲ့တွေ့ဆုံပါတယ်ပါလိုမာကသူ့အိမ်ဟောင်းကိုငှားဖို့စိတ်ဝင်စားဟန်ဆောင်ပါတယ်ဒီအိမ်ရဲ့ထူးခြားချက်ကတော့အိမ်စီတွေနေတဲ့အခန်းတွေကိုအုတ်တိုင်းခတ်ပြီးပိတ်ထားတာပါရောဘတ်ကသူဟာကွယ်လွန်သွားပြီဖြစ်တဲ့ဇနီးတဲ့ရေဘက်ကနဲ့ဒီမှာအတူနေခဲ့ပူကြောင်းဇနီးရဲ့မိဘတွေကလည်းဒီလမ်းထဲမှာပဲနေကြောင်းပြောပြပါတယ်သဘောတူညီချက်ရသွားလို့လက်ဆွဲနှုတ်ဆက်တဲ့အခါရောဘတ်ရဲ့မင်္ဂလာလက်စွပ်ကပါလိုမာလက်ကိုမတော်တဆချစ်မိသွားပါတယ်သူကလက်စွပ်ဟာအမိုက်ကျိတ်ဆက်ထဲညှက်ပြီးပုံပြတ်သွားလို့ပါလို့တောင်းပန်ပြီးဒဏ်ရာကိုဆေးထည့်ပေးပါတယ်ပြီးတော့ Wi-Fi ဖမ်းဆွဲနဲ့အချက်ပေးစနစ်ကုတ်တွေပါတဲ့စာရွက်စာတမ်းတွေကိုပေးလိုက်ပါတယ်ပါလိုမာကသူမရဲ့အခန်းတစ်ထဲကနေစမစ်စီဖုန်းဆက်ပြီးအခြေအနေကိုပြောပြပါတယ်သူမဟာအိမ်တော့ကိုပွားပြီးဖြစ်တယ်လို့ရောဘတ်ပေးတဲ့ password နဲ့ကင်မရာတွေကိုလည်းပိတ်ထားလိုက်ပါပြီအခုသူမလုပ်ဖို့ကြံတာကဖောက်တယ်တွေကိုရှာဖို့ပါပဲဒါပေမဲ့ပါလိုမာမသိတာကရောဘတ်ဟာကင်မရာတွေကိုစောင့်ကြည့်နေပြီးသူမကင်မရာပိတ်လိုက်တာကိုသိသွားတာပဲဖြစ်ပါတယ်နောက်ပိုင်းမှာပါလိုမာဟာဖောက်တဲ့အုပ်စုလိုက်ကိုအိမ်လိုက်ပြပေမဲ့ဘသူကမှအယောင်ပေးရလောက်အောင်စိတ်မဝင်စားကြပါဘူးညနေပိုင်းမှာတက်ဆိုတဲ့ဖောက်တဲ့တယောက်ရောက်လာပြီးပါလိုမာကတော့အခြေအနေကောင်းပြီလို့ထင်နေပါတယ်သူမကသူ့ကိုဧည့်ခန်းထဲခေါ်သွားပေမဲ့အဲ့ဒီကလုံခြုံရေးကင်မရာကိုပိတ်ဖို့မေးသွားပါတယ်မကြခင်မှာပဲရောဘတ်ဟာအိမ်မှာလူတွေရှိနေတဲ့အကြောင်းသတိပေးချက်ရသွားပါတယ်တက်ကပါလိုမာကိုစတင်ထိကဘာကြီးကပါလှုပ်လာတဲ့အတွက်ပါလိုမာကညင်းပယ်ပြီးနောက်ဆုတ်သွားပါတယ်ဒါပေမဲ့တက်ကလက်မလျှော့ပဲသူမရဲ့စပင်ကိုဆွဲလိုက်တဲ့အတွက်သူမရဲ့ကတုံးတူကကျွတ်သွားပါတယ်ပါလိုမာကသူ့ကိုတွန်းထုတ်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့တက်ကသူမရဲ့လယ်ပင်ကိုညှစ်ပြီးနေရမှာတက်ကစတင်စော်ကားပါတယ်ရုံရင်းဆန်ခတ်ဖြစ်ပြီးနောက်ပါလိုမာကသူ့ကိုထပ်တွန်းထုတ်နိုင်ခဲ့ပေမဲ့ကျမ်းပြင်ပေါ်လဲကျသွားပါတယ်တက်ကဓာတ်တစ်ချောင်းကိုယူပြီးပါလိုမာလယ်ပင်ကိုထောက်ကအနိုင်ကျင့်ဖို့ကြိုးစားပါတယ်ဒါကိုရောဘတ်ကကင်မရာကနေမြင်သွားပြီးရုံးခန်းကနေချက်ချင်းထွက်လာပါတယ်တစ်ဖက်မှာလည်းပါလိုမာကတက်ကိုကန်ထုတ်လိုက်လို့တက်ဟာဇပွဲနဲ့ခေါင်းဆောင်သွားပါတယ်သူမထွက်ပြေးဖို့ကြိုးစားတဲ့အခါသူကသူမခြေထောက်ကိုဆွဲလဲပြီးလေပင်ကိုဓာတ်နဲ့မှုန်းလိုက်ပါတယ်တစ်ချိန်တည်းမှာပဲတက်ရဲ့ဒဏ်ရာကလည်းသွေးတွေအများကြီးထွက်နေတဲ့အတွက်သူမူးဝေလာပါတယ်သူကပါလိုမာကိုထပ်ပြီးဓာတ်နဲ့မှုန်းဖို့လုပ်နေတော့မှပဲရောဘတ်ကနောက်ကနေပေါ်လာပြီးသူ့လေပင်ကိုမေးစေးနဲ့ထိုးလိုက်ပါတယ်ပါလိုမာလည်းမတ်တက်ရက်ဖို့ကြိုးစားရင်းတတိလစ်သွားပါတယ်ရဲစခန်းမှာတော့စုံထောက်ဒိုင်ယာနီနဲ့ခရစ်တိုဟာနယူးယောက်တခွင်လိမ်လည်နေတဲ့လှုပ်ဝက်ဆန်းကျဲအမျိုးသမီးရဲ့အမှုကိုစုံစမ်းနေကြပါတယ်သူတို့သိထားတာကသူမဟာဝတ္ထုတွေကဇက်ကောင်နာမည်တွေကိုသုံးနေဆိုတာပဲရှိပါတယ်ဒိုင်ယာနီကအီးမေးလ်ပို့ထားတာကိုအတည်ပြုပြီးလူကြိုက်များတဲ့အင်္ဂါ website တွေမှာဝတ္ထုနာမည်တွေနဲ့ကြော်ညာထားတာရှိမရှိရှာခိုင်းလိုက်ပါတယ်ပါလိုမာတတိယလာတဲ့အခါသူမကိုသူမဆေးရုံခန်းတစ်ခုထဲမှာရောက်နေတာကိုတွေ့ရပါတယ်။ရောဘတ်ကသူမကိုစစ်ဆေးပြီးသွေး10ယူနစ်လောက်ပြန်သွင်းပေးခဲ့ရကြောင်းပြောပါတယ်ပြီးတော့သူမအိတ်ထဲကတွေ့တဲ့နာမည်အတုနဲ့အိမ်ချမ်းမြေအကျိုးဆောင်လို့ရေးထားတဲ့လိပ်စာကတ်ကိုထုတ်ပြပါတယ်။သူမဟာလိမ့်လေသူတယောက်ဆိုတာသိသွားပြီးမင်းရဲ့ညံရီကိုသူတစ်ပါးကိုကူညီတဲ့နေရာမှာသုံးတင်တယ်လို့စူပူပြောဆိုပါတယ်။သူမကိုမေးစေးထပ်ထိုးပြီးလေဘင်းကဒဏ်ရာကိုချုပ်ပေးပါတယ်
ညရောက်တော့ပါလိုမာနိုးလာပြီးထွက်ပြေးဖို့အတွက်စက်ပစ္စည်းတွေကိုဖြုတ်လိုက်ပေမဲ့တကားကပိတ်ထားတာကိုတွေ့ရပါတယ်။သတင်းပေါက်ကိုကြည့်တဲ့အခါမှာလည်းအုတ်တိုင်းကကာထားပါတယ်။သူမဟာလုံခြုံရေးကင်မရာကိုအော်ဟစ်ပြီးတကားကိုထုပေမဲ့ဘာမှထူးမလာပါဘူး။နောက်ဆုံးတော့သူမရဲ့စံထိုးနဲ့အတချောင်းကိုတုံပြီးတော့ဖွင့်နိုင်ခဲ့ပါတယ်။အပြင်ဘက်စင်ကြံလန်းကိုရောက်တဲ့အခါမှာတော့သူမဟာဆေးရုံမှာရောက်နေတာမဟုတ်ပဲအိမ်ရဲ့လျှို့ဝှက်ခန်းထဲမှာရောက်နေတာကိုသိသွားပါတယ်။တကားတစ်ချောင်းရုတ်တရက်ပိတ်သွားပြီးခွေးဟောင်တန်ကြောင့်ပါလိုမာလန့်သွားပါတယ်။ရုတ်တရက်လန်နီဆိုတဲ့လူကသူမနောက်ကနေပေါ်လာပြီးသူမကိုဖမ်းဆီးလိုက်ပါတယ်။တစ်ဖက်မှာလည်းစမစ်ဟာသူမရဲ့အယောင်ကိစ္စပြီးသွားလို့ပါလိုမာစီ message ပို့ပါတယ်။အဲ့ဒီအချိန်မှာရောဘတ်ကတွေးဆိုနေတဲ့ကော်စောကိုဖယ်ရှားရင်းပါလိုမာဖုန်းနဲ့တော့တွေကိုတွေ့သွားပါတယ်။သူကအဲ့ဒီကော်စောကိုပါလိုမာကားထဲမှာတွားဝက်ထားလိုက်ပါတယ်။နောက်ပိုင်းမှာရဲတယောက်ကတက်ရဲ့ပုံကိုကင်ပြီးအိမ်နီးနားချင်းတွေကိုလိုက်မေးပါတယ်။တက်ရဲ့ဇနီးကလူပြောက်တိုင်ထားပြီးသူ့ရဲ့နောက်ဆုံးတည်နေရကဒီနားမှာဖြစ်နေလို့ပါ။ရောဘတ်ကတော့သူ့ကိုမသိဘူးလို့ညင်းလိုက်ပါတယ်။ရဲကပုံမှန်မဟုတ်တာတွေရှိလားလို့မေးတဲ့အခါရောဘတ်ကရင်းရင်းတက်ကန်ကိုပိတ်ပြီးရထားတဲ့ကားတစ်စီးရှိလို့ကုမ္ပဏီခေါ်ပြီးဆွဲခိုင်းလိုက်တယ်လို့လမ်းလွှဲပြောလိုက်ပါတယ်ရောဘတ်ကရေဘက်ကရဲ့ဗီဒီယိုဟောင်းတွေကိုကြည့်နေတော့မှပါလိုမာဟာတန်ကြေချင်းခက်ခံထားရတဲ့အခန်းထဲမှာနိုးလာပါတယ်။သူမအော်ဟစ်အကူအညီတောင်းပေမဲ့ဘာမှမထူးပါဘူး။ရောဘတ်ကသူမအတွက်အစားအစာနဲ့ဆေးယူလာပေးတဲ့အခါသူမကသူ့ကိုရန်ပြူဖို့ကြိုးစားပေမဲ့သူကရှောင်လိုက်ပါတယ်။ရောဘတ်ကရဲခေါ်မယ်လို့ချင်းချောက်ရမှာပါလိုမာကခေါ်လိုက်လေငါအပြစ်တွေကိုဝန်ခံမယ်။ဒါပေမဲ့မင်းနဲ့တက်ကိုလည်းထောင်ထဲဆွဲထည့်မယ်လို့ပြန်អော်ပါတယ်။ရောဘတ်ထွက်သွားတဲ့အခါပါလိုမာကဒေါသတကြီးနဲ့အစားအစာလင်ပန်းကိုရိုက်ချလိုက်ပါတယ်။အဲ့ဒီနောက်လန်နီပြန်ပေါ်လာပါတယ်ညနေပိုင်းမှာရောဘတ်ကပါလိုမာရဲ့နားကိုတုံးပြီးသူမအကြောင်းစုံစမ်းထားတာကိုပြောပြပါတယ်။သူမရဲ့နာမည်အမှန်ကိုသူသိသွားသလိုလွန်ခဲ့တဲ့3နှစ်ကသူမမိသားစုကားအက်ဆီဒင့်နဲ့တေဆုံးသွားတာကိုလည်းသိသွားပါတယ်။တစ်ဖက်မှာလည်းစမစ်ဟာဘာမှပါလိုမာကိုစောင့်ရင်စိုးရင်လာပါတယ်။ရောဘတ်ကပါလိုမာဖုန်းကနေပါလိုမာအယောင်ဆောင်ပြီးစမစ်ရဲ့ message ကိုပြန်စာပို့ပါတယ်။စမစ်ကချစ်တယ်လို့ပို့တဲ့အခါရောဘတ်ကကိုလည်းချစ်တယ်လို့ပြန်ပို့လိုက်ပါတယ်။ဒါကိုစမစ်ကတန်တရားဝင်သွားပါတယ်။ပါလိုမာစီးသွားခြင်းတဲ့အခါလန်နီကသူ့ကိုယ်သူနဲ့ပါလိုမာကိုလက်ထိတ်တွဲခတ်ပြီးအပြင်ကအိမ်သာကိုခေါ်သွားပါတယ်။သူမဟာလန်နီရှိမှပဲစီးသွားရပါတယ်။ပါလိုမာကလန်နီကောင်းကဒဏ်ရာရုပ်ကိုသတိထားမိပြီးစကားပြောဖို့ကြိုးစားပေမဲ့သူကပြန်မဖြေပါဘူး။လန်နီကသူမကိုအခန်းထဲပြန်ခေါ်လာတဲ့အခါရောဘတ်ကလက်ထိတ်ကိုဖြုတ်ပြီးတန်ကြေချင်းပြန်ခတ်ပါတယ်။အဲ့ဒီအချိန်မှာပါလိုမာကတိုက်ခိုက်ဖို့ကြိုးစားပေမဲ့လန်နီကချက်ချင်းနှိမ်နင်းလိုက်ပါတယ်။ပါလိုမာကလန်နီအကြောင်းမေးတဲ့အခါရောဘတ်ကလန်နီဟာသူ့ဆေးရုံကသူနာပြုဟောင်းတစ်ယောက်ဖြစ်ကြောင်းလွန်ခဲ့တဲ့6လကမူးယစ်မောင်းနေသူတဦးရဲ့တိုက်မှုကိုခံရပြီးအပင်လိုက်တည်တယ်လို့ဖြစ်သွားကြောင်းပြောပြပါတယ်။ရောဘတ်ကသာခွဲစိတ်မပေးရင်လန်နီဟာစက်ပစ္စည်းတွေနဲ့ပဲတစ်သက်လုံးနေရမှာပါ။ဒါပေမဲ့ပါလိုမာကတော့လူဝိညာဉ်မရှိတဲ့ရုပ်လောင်းလိုနေရတာဟာဘဝမဟုတ်ဘူးလို့တုံ့ပြန်ပါတယ်။စမစ်ဟာဆက်ဆိုတဲ့လူတစ်ယောက်နဲ့အတူရောဘတ်ရဲ့အိမ်ကိုရောက်လာပါတယ်။သူမကဇက်ကိုရောဘတ်ဟာသူမတငယ်ချင်းရဲ့ကိုထိလက်ရောက်ကျူးလွန်တတ်တဲ့ရည်စားဖြစ်ပြီးအခုသူမတငယ်ချင်းကိုပိတ်လောင်ထားတယ်လို့လိန်ပြောပါတယ်။ဇက်ကတနက်ကင်ပြီးကူညီဖို့သဘောတူပါတယ်။ရောဘတ်ကတကားဖွင့်ပေးလိုက်တဲ့အခါဇက်ကသူ့ကိုတွန်းထုတ်ပြီးအိမ်ထဲဝင်ရှာပါတယ်။သူဟာရေဘက်ကရဲ့တပ်ပုံကိုပါရိုက်ခွဲပြီးစော်ကားပြောဆိုတဲ့အခါရောဘတ်ကစိတ်တူသွားပြီးတပြားအကွဲစနဲ့ဆက်ရဲ့လေပင်ကိုမှုံပြီးတက်လိုက်ပါတယ်။အပြင်မှာစမစ်ဟာမီးတွေမိတ်သွားတာကိုမြင်ပြီးကားပေါ်ကဆင်းလာပါတယ်။သူမဟာအိမ်ရဲ့ပုံစံထုတ်လုပ်ပုံတိုင်းအနောက်ဘက်ကလှုပ်ဝက်တကားကိုရှာပါတယ်။ကင်မရာကနေဒါကိုရောဘတ်သိသွားပါတယ်။စမစ်ဟာပါလိုမာပြောပူးတဲ့ password ကိုတုံးပြီးလှုပ်ဝက်တကားကိုဖွင့်ကာတနက်နဲ့အထဲဝင်သွားပါတယ်။ရောဘတ်ကသူ့မနောက်ကနေလိုက်လာပါတယ်။စမစ်လှုပ်ဝက်ခန်းထဲရောက်တဲ့အခါခွေးဟောင်တန်ကြောင့်လန့်သွားပြီးလန်နီကလည်းမေးစေးတနက်နဲ့ထွက်လာပါတယ်။ပါလိုမာကတော့ရေနှုတ်မြောင်းဖုံးကိုတုံးပြီးတန်ကြေချင်းကမူလီကိုဖြုတ်ကာလွတ်မြောက်သွားပါတယ်။သူမဟာဓာတ်တစ်ချောင်းကိုရှာတွေ့ပြီးသူမရဲ့အခန်းထဲမှာပဲတန်ကြေချင်းခတ်ထားသလိုမျိုးပြန်ဟန်ဆောင်နေပါတယ်။သူမနောက်ကနေလူတစ်ယောက်ချင်းကပ်လာတာကိုသိတဲ့အခါရောဘတ်အမတ်နဲ့ခုန်ပေါက်ပြီးဓာတ်နဲ့ထိုးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါဟာစမစ်ဖြစ်နေပါတယ်။စမစ်ဟာပါလိုမာရင်ခွင်နဲ့လဲကျသွားပါတယ်။ရောဘတ်ရောက်လာပြီးစမစ်ရဲ့တန်ရာကိုဖိထားပေးပေမဲ့သွေးတွေအများကြီးထွက်နေပါတယ်။ပါလိုမာကကျမ်းပြင်ပေါ်ကစမစ်ရဲ့တနက်ကိုယူဖို့ကြိုးစားပေမဲ့လန်နီကမေးစေးတနက်နဲ့လှမ်းပစ်လိုက်လို့ပါလိုမာသတိလစ်သွားပါတယ်။အဲ့ဒီနောက်ရောဘတ်ဟာအခန်းမှာဝိုင်းတောက်ရင်းရေဘက်ကရဲ့ဗီဒီယိုကိုကြည့်နေပါတယ်။သူဟာဗီဒီယိုထဲကရေဘက်ကသူ့ကိုစကားပြောနေတယ်လို့မျိုးအခန်းထဲရောက်လာတယ်လို့မျိုးစိတ်ချောက်ချလာပါတယ်။ရေဘက်ကသူ့ကိုမင်းရဲ့စမ်းသပ်မှုကိုအဆုံးသတ်ဖို့အခွင့်အရေးရပြီလို့တိုက်တွန်းနေပါတယ်။တစ်ဖက်မှာလည်းရဲတွေကပါလိုမာရဲ့အိမ်ငှားကြော်ညာကိုတွေ့သွားပြီးရောဘတ်ရဲ့အိမ်ကိုသွားစစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ပါလိုမာနိုးလာတဲ့အခါစမစ်မရှိတော့ပါဘူး။တခြားခန်းထဲမှာရောဘတ်နဲ့လန်နီတို့ဟာသတိလစ်နေတဲ့စမစ်ကိုခွဲစိတ်ဖို့ပြင်ဆင်နေတာကိုတွေ့လိုက်ရပါတယ်။ဒါအပြင်တက်ကိုလည်းအသက်ရှင်လျက်ဖမ်းထားတာကိုတွေ့ရပါတယ်။ရောဘတ်ဟာအုံနောက်စားထိုးခွဲစိတ်မှုလုပ်ဖို့ပြင်နေတာပါ။ပါလိုမာကသူ့ကိုမိစ္ဆာကောင်းလို့အော်ဟစ်ပေမဲ့သူကဂယုမစိုက်ပါဘူး။ပါလိုမာဟာစမစ်ရဲ့ခေါင်းကိုရောဘတ်ခွဲလိုက်တာကိုထိတ်လန့်စရာမြင်တွေ့ရပါတယ်။စမစ်တေဆုံးသွားတဲ့အခါပါလိုမာဟာစိတ်သက်သာဆင်းပြီးစိတ်ချောက်ချလာပါတယ်။ရောဘတ်ကစမစ်ရဲ့အုံနောက်စိတ်ပိုင်းကိုတက်ရဲ့ခေါင်းနဲ့ထည့်လိုက်ပါတယ်။တက်နိုးလာတဲ့အခါမှာတော့သူ့ခန္ဓာကိုယ်ထဲမှာစမစ်ရဲ့အုံနောက်ကထိန်းချုပ်နေတာဖြစ်ပါတယ်။သူကပါလိုမာစီကိုလာပြီးဘော်ဒီမိုးလို့ပြောလိုက်တဲ့အတွက်စမစ်ဆိုတာတေချာသွားပါတယ်။ပါလိုမာကချစ်တယ်လို့ပြောတဲ့အခါသူကအတူတူပါပဲလို့ပြန်ဖြေပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့တက်ရဲ့ဝိညာဉ်ကပြန်ပေါ်လာပြီးပါလိုမာကိုဆဲဆိုပါတယ်။တက်ရဲ့ခန္ဓာကိုယ်ထဲမှာစိတ်နှစ်ခုတိုက်ပွဲဖြစ်နေပြီးနောက်ဆုံးမှာတော့သူဟာနေရန်နဲ့ခေါင်းနဲ့ဆောင်းလိုက်တဲ့အတွက်အုံနောက်ပွင့်ထွက်ပြီးတေဆုံးသွားပါတယ်။အဲ့ဒီအချိန်မှာရဲတွေရောက်လာပါတယ်
ရောဘတ်ကခွေးကိုခေါ်ပြီးအပြင်ထွက်ကလမ်းလျှောက်ပြီးပြန်လာသလိုမျိုးဟန်ဆောင်ပါတယ်စုံထောက်ဒိုင်ယာနီကကင်မရာမှတ်တမ်းတွေကိုကြည့်ကျင်တယ်လို့ပြောပေမဲ့ရောဘတ်ကလူငါးတွေကကင်မရာပိတ်ထားတတ်တယ်လို့အကြောင်းပြပါတယ်ဒိုင်ယာနီကဒီလောက်လာစာကောင်းတဲ့ဆရာဝန်တယောက်ကဘာလို့အိမ်ငှားချင်တာလဲလို့တန်တရားဝင်ပေမဲ့အထောက်ထားခိုင်လုံမှုမရှိလို့ပြန်သွားရပါတယ်ဒါပေမဲ့သူမကအိမ်ထဲမှာခွေးအတွက်ရေခွက်မရှိတာကော်စောခွာထားတဲ့အစွန်းထင်းတွေရှိတာကိုသတိထားမိသွားပါတယ်ဓာတ်ခွဲကမ်းမှာလန်နီကပါလိုမဆက်ပင်တွေကိုရိတ်နေပါတယ်ပါလိုမာကလန်နီကိုစီယုံပြီးသူတို့အတူတူထွက်ပြေးကြဖို့ပြောပါတယ်လန်နီဟာစိတ်ပြောင်းသွားပြီးစမစ်ရဲ့တနက်ကိုယူကာပါလိုမာကိုလက်ထိတ်တော့ပေးလိုက်ပါတယ်ပြီးတော့လန်နီဟာသူ့ကိုယ်သူတနက်နဲ့ပစ်တက်လိုက်ပါတယ်တနက်တန်ကြားလို့ရောဘက်ရောက်လာပြီးပါလိုမာကိုပြန်ဖမ်းကကားနောက်ခန်းထဲထည့်လိုက်ပါတယ်ပါလိုမာနိုးလာတဲ့အခါစမ်းသက်ခန်းတစ်ခုထဲမှာရောက်နေပါတယ်ရေဘက်ကဟာတကယ်သေးတာမဟုတ်ပဲအုံနောက်ယောဂကြောင့်သတိမေ့မျောနေတာဖြစ်ပြီးရောဘတ်ကသူမကိုအသက်ဆက်ပေးထားတာပါရေဘက်ကနဲ့ပါလိုမာဟာတွေးမျိုးစားတူတဲ့အတွက်ရောဘက်ကပါလိုမာအုံနောက်ကိုရေဘက်ကစီအစားထိုးဖို့လုပ်တာပါရောဘက်ကပါလိုမာခေါင်းကိုစတင်ခွဲစိတ်ပါတယ်အဲ့ဒီအချိန်မှာဘရက်ရှော့ရောက်လာပြီးဒါကိုတားဆီးပေမဲ့ရောဘက်ကနားမထောင်ပါဘူးဘရက်ရှော့ကရဲကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့ရောဘက်ကသူ့ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်ရဲတွေကဝရမ်းနဲ့အတူရောက်လာပြီးအိမ်ကိုစီးနှင်းပါတယ်ဒါပေမဲ့သူတို့ဘာမှရှာမတွေ့ပါဘူးရောဘတ်ကခွဲစိတ်မှုပြီးသွားတဲ့အခါရေဘက်ကမိဘတွေအိမ်မှာသွားပုန်းနေပါတယ်အချိန်တော်ကြာပြီးနောက်ရေဘက်ကနိုးလာပါတယ်ရောဘတ်ကအယံဝမ်းသာသွားပါတယ်လအနေငယ်ကြာပြီးနောက်သူတို့ဟာတောအုံနာကအိမ်လေးတစ်လုံးမှာအေးအေးဆေးဆေးနေထိုင်နေကြပါတယ်ဒါပေမဲ့ရုတ်တရက်ရေဘက်ကရောဘတ်ရဲ့လက်ပင်ကိုဓာတ်နဲ့လှိလိုက်ပါတယ်အမှန်တော့အဲ့ဒီခန္ဓာကိုယ်ထဲမှာပါလိုမာရဲ့အုံနောက်ကထိန်းချုပ်နေတာဖြစ်ပြီးသူမဟာလက်စားချေဖို့အတွက်ခန္ဓာကိုယ်အဆင်ပြေသွားတဲ့အထိဟန်ဆောင်နေခဲ့တာ